တံဗုဒ္ဓေအထဝီတင်္စဒွါဒတင်္စသဟတကေပိစတတသဟတာနိနမမိတိရသမဟံအဘဂဝါလူကာဂင်္ဂအနန္တနိဗ္ဗုဒ္ဓဇိနာဧတံဓမ္မေသတံကိသအာဒရေနနမမဟံနမကာရဏုဘာဝေနဟိတဝါတပေဥပဒဝေအနိကအန္တရာယပိဝိနတံတုအတေတတောအထဝေတံသုံးဘဝသုံးလောက၌ညာဏရောင်ပိအောင်ပိသိနေနှကျိရှိစုကုန်သောတံဗုဒ္ဓေသာတဆောင်ပမဉာဏ်ရောင်ဝါဖြင့်တစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်းဒွါဒတိသာတဟတကေနိဗ္ဗာန်ကိအောင်စံဝိလျောင်းသည့်12000ကုန်သောတံဗုဒ္ဓေသာလိုက်ရောင်ပမဉာဏ်ရောင်ဝါဖြင့်တစ္ဆာလင်းပြောင်းမြတ်ဘုံကောင်းတို့ကို၎င်းပိစတတသဟတာနိတောင်းတိုက်စัจ java လကုံဝါရောင်ရှိန်ငါသိမ့်ကုန်သောတံဗုဒ္ဓေသာနိယောပမဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိတ်မြတ်မှုနေတို့ကို၎င်းအဟံဘုရားတပိတော်သည်တိရတာဥကောင်းယတနာမြတ်အင်္ဂါဖြင့်နမမိယုတိညိုကျိုးလက်အောင်ကို၍ရှိခိုးပါ၏ကင်္ဂါကင်္ဂါယကင်္ဂါမြေအတွင်း၌ဝါလူကာရှိကြဂုံသောတဲ့တို့သည်အဘကနေပါကြကုန်သည်နေဗုဒ္ဓဘုံဇသိမ့်၍ညင်ဤတော်မူကြကုန်ပြီသောဇိနာနောက်ရှေဖန်လာမငါးပြားကိုအရိယမဘုံရောက်ဆက်ဖြင့်ချိုးပြတ်ွယ်ကိုအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တသင်္ချာကဏံရည်တွယ်မှန်းလက်ဆုံးခံတိုင်းမြောက်မရောက်နိုင်ကြကုန်ဧဇိနေသထိုဘုရားရှင်တို့ကို၎င်းဧတံတို့ငါသိင်12000နှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်မယေမတွက်နိုင်သောဘုရားရှင်တို့ဤဓမ္မေစာတရားတော်မြတ်ကို၎င်းတန်ခေသတပေသသံဃာတော်မြတ်ကို၎င်းအဟံဘုရားတပိတော်သည်အာဒရေနအာဒရံယုတိစွာနမမိရှိခိုးပါ၏နမကာရဏုဘာဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကတောရသောပဏာမကုသိုလ်ကံစေတနာကြောင့်တဗ္ဗေခတိန်ကုန်သောဥပဒဝေဘိယံတို့ကိုဟိတဝပေဖြောက်၍အနိကအန္တရာယပိတဗမကမြလသွဲသွဲအန္တရေတို့သည်လေအတေတာသောအကျွင်းအကြံမရှိသောအဖြစ်ဝိနတံတုမုတ်ချမသွေပျောက်ပြက်ပါစေကုန်တည်းတံဗုဒ္ဓေအထဝီတင်္စဒွါဒတင်္စသဟတကေပိစတတသဟတာနိနမမိတိရသမဟံဒီတိတံဗုဒ္ဓေတဲ့အထဝီတင်္စအထဝီတင်္စဆိုတာ28စုကိုပြောတာဘုရားပေါင်း28စုဒီနေ့ခေတ်ပြောနေတဲ့28စုဆိုတာအဲ့ဒီအထဝီတင်္စကိုပြောတာနောက်တစ်ခုကဒွါဒတင်္စသဟတကေတဲ့ဒွါဒတင်္စသဟတကေဆိုတာကဘုရားပေါင်း12000ကိုပြောတာနောက်ပင်စတတသဟတာနိတဲ့ပင်စတတသဟတာနိဆိုတာကဘုရားပေါင်း9သိန်းကိုပြောတာပါအထဝီတင်္စ28စုရဲ့ဒွါဒတင်္စသဟတကေ12000ရဲ့ပင်စတတသဟတာနိဆိုတဲ့9သိန်းအလုံးပေါင်းလိုက်ရင်9သိန်း12000နှစ်ကျိတ်8စု28စုကုန်တော့ဘုရားတွေအဲ့ဒီဘုရားတွေကိုအဟံဘုရားတပိတော်သည်တိရတာဥကောင်းယေတနာမြတ်အင်္ဂါဖြင့်ဥကောင်းနဲ့ရှိခိုးတာဥကောင်းယေတနာမြတ်အင်္ဂါဖြင့်နမမိယုတိညွတ်ကျူလက်အုပ်မိုး၍ရှိခိုးပါ၏ဘုရားပေါင်းဘလောက်ကိုရှိခိုးတာလဲဆိုရင်9သိန်း12000 28စုကုန်တော့ဘုရားတံဗုဒ္ဓေအထဝီတင်္စဒွါဒတင်္စသဟတကေပိစတတသဟတာနိနမမိတိရသမဟံဒါတိတိအဲ့တော့ဒီနေရာလေးမှာဦးဇင်းကပြောချင်တာကအထဝီတင်္စဆိုတဲ့28စုသောဘုရားဒ
ဒွါဒသစ္စာတဟတကိ12000သောဖရာပင်စတတတဟတနိ9သိန်းကုန်သောဖရာအလုံးစုစုပေါင်းလိုက်တော့9သိန်း12000နကြိတ်ရှိစုကုန်သောဖရာတွေဟာဘယ်ကာလမှာပွင့်သွားကြတဲ့ဖရာတွေလဲဆိုတာကိုဒါသိအောင်လည်းငယ်ပြောပြပါမယ်ဦးဇင်းတို့ဂေါတမဘုရားရှင်ဘုရားဖြစ်ဖို့အတွက်စိတ်နဲ့ကြံစီဆုတောင်းတာစိတ်တိတံတတ္တသင်္ချေယံတဲ့ဘုရားဖြစ်ဖို့အတွက်စိတ်နဲ့ကြံစီပြီးတော့စိတ်နဲ့ဆုတောင်းတာခုနှစ်သင်္ချေကြာတယ်နဝသင်္ချေယဝါစကံတဲ့စိတ်နဲ့တင်အမရတော့ဘူးနှုတ်မွက်ပြီးတော့နှုတ်ကအတန်ထွက်ပြီးတော့နှုတ်နဲ့ဆုတောင်းတာကနဝသင်္ချေယဝါစကံကိုအသင်္ချေကြာတယ်တဲ့နောက်တော့ကာယဝါစံစတုချာချံတဲ့ကိုနဲ့ရောနှုတ်နဲ့ရောကိုနှုတ်စိတ်၃ပါးလုံးနဲ့ဒီလိုပြောရမှာပေါ့ကိုနှုတ်စိတ်၃ပါးလုံးနဲ့ဘုရားဖြစ်ဖို့အတွက်ပါရမီတွေဖြည့်ကျင့်တာက၄သင်္ချေနဲ့ကဘာတသိမ့်ကြတယ်စိတ်နဲ့ကြံစီစိတ်နဲ့ဆူတောင်းတာကခုနှစ်သင်္ချေနှုတ်မွက်ပြီးတော့နှုတ်မှတန်ထွက်ပြီးတော့ဆူတောင်းတာကကိုအသင်္ချေကိုနှုတ်စိတ်၃ပါးလုံးနဲ့ပါရမီတွေကိုဖြည့်ကျင့်တာက၄သင်္ချေနဲ့ကဘာတသိမ့်အဲ့တော့၄သင်္ချေနဲ့ကဘာတသိမ့်ပါရမီတွေကိုဖြည့်ကျင့်နေတဲ့အချိန်ကာလအတွင်းမှာဘုရားပေါင်းဘလောက်ပွင့်သွားတယ်လဲဆိုရင်အထဝီသင်္စာတဲ့28စုပွင့်သွားတယ်ဒီတန်ဖို့ဒီအထဝီသင်္စာဆိုတဲ့ပါဠိမှာပါတဲ့28စုကုန်သောဘုရားတွေဆိုတာအဲ့ဒီ၄သင်္ချေနဲ့ကဘာတသိမ့်ကာလမှာပွင့်သွားတဲ့ဘုရားတွေကိုပြောတာနောက်9သိန်းနဲ့12000ဗာဒသင်္စတဟတကိပင်စတတတဟတနိ9သိန်းနဲ့12000အဲ့ဒီ9သိန်းနဲ့12000သောဘုရားတွေဒီဘေကာလမှာပွင့်သွားတဲ့ဘုရားတွေလဲဆိုရင်စိန်တိတံတတ္တသင်္ချေယံတဲ့စိတ်နဲ့ကြံစီတဲ့ခုနှစ်သင်္ချေနဝသင်္ချေယဝါစကံနှုတ်နဲ့ဆုတောင်းတဲ့နှုတ်မွက်ပြီးအတန်ထွက်ပြီးဆုတောင်းတဲ့9သင်္ချေနှစ်ခုပေါင်းတော့16သင်္ချေအဲ့ဒီ16အသင်္ချေသောကာလအတွင်းမှာဘုရားပေါင်း9သိန်းနဲ့12000ပွင့်တယ်တဲ့အခုဒီတန်ဗုဒ္ဓဂါရမှာပါတဲ့9သိန်း12000နှစ်ကြိတ်ရှိစုကုန်သောဘုရားတွေဒီဘယ်ကာလမှာပွင့်ခဲ့တဲ့ဘုရားတွေလဲဆိုရင်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ဘောဓမဘုရားရှင်ကိုတော်မြတ်ဘုရားဖြစ်ဖို့အတွက်စိတ်နဲ့ကြံစည်တဲ့ခုနှစ်သင်္ချေနှုတ်နဲ့ဆုတောင်းတဲ့နှုတ်မွက်ပြီးတန်ထွက်ပြီးဆုတောင်းတဲ့ကိုသင်္ချေကိုနှုတ်စိတ်၃ပါးလုံးနဲ့ဘုရားဖြစ်ဖို့အတွက်ပါရမီတွေကိုဖြည့်ကျင့်တဲ့၄သင်္ချေနဲ့ကဘာတသိမ့်ဒီကာလတွေအတွင်းမှာပွင့်သွားတဲ့ဘုရားပေါင်းဒီ9သိန်း12000နှစ်ကြိတ်ရှိစုတဲ့အဲ့ဒီ9သိန်း12000နှစ်ကြိတ်ရှိစုကုန်သောဘုရားတွေကိုဒါရှ िख ိုးတာနမာမိတိရတာမဟံတဲ့ဘုရားတပည့်တော်ဒီဥကောင်းယေတနာဖြင့်နမာမိရှ िख ိုးပါ၏နောက်တော့ကအပကဝါလုကဂင်္ဂအနန္တနိဗ္ဗာန်စိနာတဲ့ဂင်္ဂယဂင်္ဂမြစ်ထဲမှာဝါလုကရှိကြကုန်တဲ့သဲတွေဟာအပကနဲတောင်မှနဲပါသေးတယ်ရေတွက်မရများပြားလာတဲ့ဂင်္ဂမြစ်ထဲကသဲတွေဟာနဲတောင်မှနဲသေးတယ်တဲ့အနန္တနိဗ္ဗာန်စိနာတဲ့ပရိနိဗ္ဗာန်စံသွားကြပြီဖြစ်တဲ့ဘုရားတွေဟာမရေတွက်နိုင်အောင်များပြားပါတယ်တေတံဓမ္မေစသံဃင်စာတဲ့တေတံဆိုတဲ့ပါဠိကဘာပြန်ညွှန်းလဲဆိုတော့9သိန်း12000နှစ်ကြိတ်ရှိစုကုန်သောဘုရားတွေနောက်ပြီးတော့ဂင်္ဂဝါလူသဲစုမကရေတွက်လို့မရအောင်ပွင့်ခဲ့ကြတဲ့ဘုရားတွေအဲ့ဒီဘုရားတွေအားလုံးကိုတေတံဆိုတဲ့ပါဠိနဲ့ညွှန်းတာတေတံတို့ဂင်္ဂဝါလူသဲစုမကပွင့်တော်မူကြတဲ့ဘုရားတွေတေတံတို့9သိန်း12000နှစ်ကြိတ်ရှိစုကုန်သောဘုရားတွေထိုဘုရားတွေရဲ့ဓမ္မင်စတရားတို့မြတ်ကို၎င်းသံဃင်စတပေသသံဃာတော်မြတ်တို့ကို၎င်းတဲ့9သိန်း12000နှစ်ကြိတ်ရှိစုကုန်သောဘုရားရှင်တွေဂင်္ဂဝါလူသဲစုမကရေတွက်မရအောင်ပွင့်ခဲ့ကြတဲ့ဘုရားရှင်တွေရဲ့တရားတော်တွေတပေသသံဃာတော်တွေကိုအာဒရေနအာဒဒံယူသေးစွာနမာမိရှ िख ိုးပါ၏